စပါးကိုနိုင်လိုက်တဲ့ပုံမှာအာကာသရဲကနေကဘာမြေကိုအောင်မြင်စွာပြန်ဆင်းလာတဲ့အာကာသယာဉ်မှူးကြီးလို့ဂုဏ်ရှာနေတဲ့အာဒီတာပရိသတ်များလုံးမဲ့မင်္ဂလာပါများ Highlight မြန်မာ Sport ရဲ့ Facebook Page နဲ့ YouTube Channel ကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်။မြောက်လန်ဒန်ဒါဘီမှာစပါးကို4-1နဲ့ဂိုးပြတ်အနိုင်ရရှိလိုက်ပြီးတဲ့နောက်ပိုင်း BBC Sport နဲ့ပြုလုပ်ခဲ့တဲ့အာဂျင်နီးယားမီကေအာဒီတာရဲ့အင်တာဗျူးကတော့တကယ်မှနားထောင်လို့ကောင်းမွန်လွန်းပါတယ်။အတန်နေထားစကလုံးရွေးချယ်မှုတွေကအော်စကာဆုရမင်းသားကြီးတစ်ပါးဆုလက်ခံစကားပြောနေတယ်လို့အာကာသရဲကနေကဘာမြေကိုအောင်မြင်စွာပြန်ဆင်းသက်လာတဲ့အာကာသယာဉ်မှူးကြီးလို့နဲ့တကယ်ကိုခမ်းနားလုံးလာပါတယ်။အာဒီတာကလီဗာနိုင်ပွဲရတာကဘောလုံးလောကရဲ့အလားတရားပါပဲ။ဦးနဲ့ပွဲကိုပြန်ကြည့်မယ်ဆိုရင်အဲ့ဒီအခြေအနေကနေဘယ်လိုလုပ်တည်ကြသွားရတာလဲဆိုတာစဉ်းစားလို့ကိုမရဘူးလို့ပြောသွားပါတယ်။နေပေါင်းအာဒီတာကြီးဒူးစီနဲ့အေးဆေးဦးဆောင်ထားပြီးမှ၎င်းနေရင်တည်ကြသွားတာဘောလုံးလောကရဲ့အလားတရားမဟုတ်ပါဘူး။အဲ့ဒါကအာဆနယ်ရဲ့မူပိုင်ယောဂဟောင်းကြီးထလာတာပါ။ဖီအားနဲ့ဝင်လာတာနဲ့အလိုလိုချေချော်ပြီးတော့အမတ်တွေရေစုံမျှော့ပြတတ်တဲ့အာဆနယ်အကျဉ်းစိုးကြောင့်ဖြစ်နေတာကိုဘယ်လိုများစဉ်းစားလို့မရဖြစ်နေရတာလဲ။ဒါဥမာပေးရရင်တော့မိဖို့ကြောင့်မှကြက်ဥကြော်လေးလုံးကိုတောင်မှမတူးအောင်မကြော်နိုင်မင်းနဲ့မိသွေးကဲလို့ဖြစ်သွားအောင်လှုပ်ထားတဲ့စဖို့မှုကနောက်နေကြမှာခောက်ဆွဲပြုတ်ထုတ်လေးကိုရင်နှွေးလောင်းပြီးတော့ပြုတ်ကျွေးကမနေ့ကကြက်ဥရောဘယ်လိုလုပ်တူးသွားလဲစဉ်းစားလို့မရဘူးဗျာဒါကတော့အချက်ပြုတ်လောကရဲ့အလားတရားပဲလို့မျက်နှာပြောင်တိုက်ပြီးတော့ပြောနေသလိုမျိုးပါပဲကိုယ့်ရဲ့နီးပြူဟာမားတွေကစားမတွေရဲ့စိတ်တက်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုအလားတရားတစ်ခုလိုနားလည်ရခက်တဲ့ပုံစံရေးတစ်ခုလိုလှည့်ပတ်ပြီးတော့ပြောနေတာကတော့အတော်လေးကိုရည်စရာကောင်းပါတယ်တက်စစ်မှုယောဂက်စ်နဲ့ပတ်သက်ပြီးတော့အာဒီတာကဒီနေ့သူအမခန်းပါပဲအပတ်တိုင်းမှာသူ့ရဲ့အရေးအယောင်တွေကိုမြင်ရပြီမြဲဒီနေ့တော့သူကတကယ်မှ fantastic ဖြစ်ခဲ့တယ်လို့မြောက်ပင့်ပြောဆိုသွားခဲ့ပါတယ်။ယော့ကက်စ်ကိုသွင်းတာဟုတ်ပါတယ်ဒါပေမဲ့သူကိုသွင်းသွားတဲ့စပါတင်ရဲ့နောက်တန်းဆိုတာကလေတိုင်းတောင်ပြိုကျမဲ့စက်ကူတကားကြီးလိုဖြစ်နေတာပါ။နီးပြသစ်လက်အောက်မှာကစားကွက်မရှိလူကရကောင်မှမသိပေနဲ့ဟာလာဟင်းလင်းဖြစ်နေတဲ့စပါနောက်တန်းကိုသွင်းတာက professional တိုက်စစ်မှုတရားအတွက်နေ့စဉ်ပုံမှန်အလုပ်တစ်ခုတက်ဖြစ်ပါတယ်။ဒါကအများယုံချို့တဲ့နေပြီးတော့ခြေထောက်တစ်ဖက်ကျိုးနေတဲ့လူတစ်ယောက်ကိုဂျိုးဝိုင်းထဲမှာအသေးလဲထိုးကြည့်ပြီးတော့အလဲထိုးလှုပ်လိုက်ကငါရဲ့တိုက်ခိုက်ရေးစွမ်းရည်ကတော့အမခန်းပဲကွာကမ္ဘာချန်ပီယံဆိုတာဒါမျိုးမှလို့ကိုအထင်ကြီးပြီးတော့အော်ဟစ်ကြွားပါနေတဲ့လက်ဝဲသမားတယောက်နဲ့တောင်မှသွားတူနေတာဖြစ်ပါတယ်ခန်းစီကောင်းတဲ့အသင်းနဲ့တွေ့ရင်ပျောက်သွားတတ်ပြီးတော့အခုလိုစပါလိုဖွကြားအသင်းနဲ့တွေ့မှသာ fantastic ဖြစ်နေတာကတော့အာဆနယ်ရဲ့ထုံးစံပါပဲအဇီနဲ့ပတ်သက်ပြီးတော့ပြောသွားတဲ့စကားကပိုးတော့တောင်မှရီးရပါသေးတယ်သူ့စီမှာယုံကြည်မှုရှိတယ်သူ့ကိုကျွန်တော်တို့လိုချင်တဲ့ပုံစံမျိုးဖြစ်လာအောင်အတင်းပုံသိမ်းပြီးတော့ပြောင်းလဲဖို့ကြိုးစားနေတယ်တဲ့အဇီဆိုတာကခရစ္စတယ်ဘဲလစ်မှာကတည်းကသူ့ဘာသာသူအကောင်းဆုံးကစားမတစ်ယောက်ဖြစ်နေပြီးသားပါသူ့ရဲ့တဘာဝပါရမီဒရဘယ်လုံးနိုင်စွမ်းတွေကအစာကလေးကရှိနေတာဖြစ်ပါတယ်။ဘုန်းနဲ့ပွဲတော်ကအဇီးကိုပွဲထွက်မသုံးမနဲ့ရန်ကုန်မှာထိုင်ခိုင်းထားလို့အမတ်တွေရောခဲ့ရတာတော့မပြောဘဲနဲ့အခုစပါးနဲ့ပွဲမှာအဇီးကသူ့ရဲ့ပင်ကိုစွမ်းရည်နဲ့ဂိုးတွေသွင်းတော့မှဒါငါပုံသွင်းလိုက်တာကွာဆိုပြီးတော့ credit ဝင်ယူနေပြန်တာဖြစ်ပါတယ်။သူများရဲ့တဘာဝပါရမီကိုကိုကပဲဖန်တီးပေးလိုက်တယ်လို့စကလုံးလှလှရည်နဲ့နိုင်ငံရေးလှုပ်သွားတဲ့အာဒီတာရဲ့အပြောကတော့မှတ်ကြောက်တင်လောက်ပါတယ်။နောက်ဆုံးမှာတော့အာဒီတာကဒါပရီးမီးယားလိလေအဆုံးထိသွားမှာသိကြပါတယ်။ပရီးမီးယားလိမှာ10ပွဲဆိုတာအဝေးလိုပါသေးတယ်လို့ဝန်ခံသွားတာပါ။ဒါကတော့အာဒီတာပြောသွားတဲ့စကားတွေထဲမှာတကူရဲတော့အမှန်တရားဖြစ်ပါတယ်။ဆယ်ပွဲဆိုတာအာဆနယ်အတွက်တော့အင်မတန်ရှည်လျားတဲ့ခီးချမ်းကြီးဖြစ်ပါတယ်။အထူးသဖြင့်တော့အေဗီလာနဲ့မေလာတွေမှာဖိအားဝင်ပြီးတော့အလိုလိုချေချော်တဲ့ယောဂါကစောင့်ကြုံနေတာဖြစ်ပါတယ်။တကယ်တမ်းချန်ပီယံစစ်ဖြစ်ဖို့ဆိုတာကစကလုံးလှလှလေးအင်တာဗျူးမှာဖြစ်နေုံနဲ့မရဘဲနဲ့လာမယ့်ဆယ်ပွဲလုံးမှာဖိအားတွေရင်ဆိုင်ပြီးတော့မန်စီးနဲ့အပြိုင်ချေမချော်အောင်လို့ပြေးနိုင်မှသာဖြစ်လာမှာပါ။လက်ရှိနေထားကတော့ကြက်ဥကျော်တူးသွားတာကိုအမှုပညာလိုအမြင့်တက်နေတဲ့အဆင့်မှာပဲရှိနေသေးတာဖြစ်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။